ထိုအချိန်မှာဝူဒီကဆက်ကိုသူ့နာမည်နဲ့ခေါ်ပြီးစကားပြောလိုက်တယ်။စစ်သည်အလွန်ကြောက်လန့်ထိတ်လန့်သွားသည်။ဝူဒီကလည်းလှုပ်ရှားကဆက်ကိုနောက်တစ်ခါကစားစရာများကိုမဖျက်ဆီးဖို့တတိပေးလိုက်သည်။ဒါကြောင့်ကစားစရာတွေနဲ့ကောင်းကောင်းကစားပါ။စစ်သည်ကစားစရာများကိုကြောက်လန့်ပြီးအိမ်ထဲမှထွက်ပြေးသွားသည်။အလုတ်ကောင်းတဲ့တငယ်ချင်းတို့တော်ကြတယ်။ထို့နောက်ဝူဒီကဘတ်စ်ကိုခေါ်ပြီး NAC ပြန်သွားရန်ကြိုးစားကြသည်သို့သော NAC သွားသောကားကိုမမိနိုင်ကြပေ။သို့သောအိမ်ပြောင်းပစ္စည်းများတင်ဆောင်ထားသည့်ထရက်ကားကြီးစီတော့ရောက်သွားနိုင်ကြသည်။ထိုအချိန်တွင်စစ်ခွေးကသူတို့ကိုမြင်သွားပြီးလိုက်ဖမ်းကဝူဒီကိုကိုက်ဖမ်းလိုက်သည်ဘလို့စာဝူဒီကိုကယ်တင်ပြီးခွေးကိုတိုက်ခိုက်လိုက်သည်။ဝူဒီကထရက်ကားတကားကိုဖွင့်ပြီးအထက်ရှိတစ်တာများထဲတွင်ရှာဖွေသည်ထို့နောက်ကစားစရာများအားလုံးကိုထုတ်ပေးပြီးကစားစရာကားလေးကိုလည်းယူကာဘလို့စ်ကိုကူညီရန်ပစ်ပေးလိုက်သည်။တကယ်ပင်ထိုကားလေးသည်ဘလို့စ်စီရောက်သွားပြီးသူတို့နှစ်ယောက်ခွေးလက်မှလွတ်မြောက်သွားကြသည်။သို့သောအခြားကစားစရာများကဘာဖြစ်ခဲ့သည်ကိုနားမလည်သဖြင့်ဝူဒီကိုပါထရက်ကားပေါ်မှပစ်ချလိုက်ကြသည်။ထို့ကြောင့်ဝူဒီနှင့်ဘောဇိုသည်ကစားစရာကားလေးပေါ်အတူစီးကထရက်ကားစီပြန်ရောက်ရန်အမြန်မောင်းနေကြသည်။ကစားစရာများကသူတို့ကိုမြင်သောအခါဝူဒီသည်မလိမ်ခဲ့ကြောင်းသိသွားပြီးသူတို့ကိုကူညီရန်ကြိုးစားကြသည်။ဝူဒီပြောတာအမှန်ပဲ။သတိထားဝူဒီအရှိန်တင်စမ်းသို့သောကစားစရာကားလေး၏ဘက်ထရီကုန်သွားပြီးလမ်းအလယ်တွင်ရပ်သွားသည်။ထို့ကြောင့်ဝူဒီကဒုံးပြန်ကိုမီးရှို့ရန်မီးချစ်ကိုထွန်းလိုက်သည်သို့သောကားတစ်စီးဖြတ်သွားရမှမီးကိုငြိမ်းသွားစေသည်